မင်းသားလေးအခန်း20ခွန်6နှစ်တောင်ကြာသွားခဲ့ပြီဘဒုကိုမှဒီကြောင့်ကျွန်တော်မပြောပြခဲ့ဘူးကျွန်တော်တငယ်ချင်းတွေကကျွန်တော်ကိုအသက်ရှင်လျက်ပြန်တွေ့ခဲ့ကြတာအယံဝမ်းသာကြတယ်ကျွန်တော်ကတော့ဝမ်းနေနေခဲ့တာပေါ့သူတို့ကတော့ခီးပန်းတာဆိုပြီးတော့ပဲပြောခဲ့တယ်ခုတော့ကျွန်တော်နည်းနည်းဖြေတာနိုင်ခဲ့ပြီဝမ်းနေနေတော့ပြီမဲ့လဲပေါ့ဒါပေမဲ့မင်းသားလေးကသူ့ဂျိုကိုပြန်ရောက်နေပြီဆိုတာကျွန်တော်သိနေတယ်။ဘာလို့လဲဆိုတော့နောက်တနေ့မနေ့မှကျွန်တော်ဒုက္ခနာကိုမတွေ့ခဲ့ဘူး။ဒုက္ခနာကိုကအရန်တော့ပဲလေးမလဲ။ညရီဆိုရင်ကျဲရီကိုနားထောင်ရတာကျွန်တော်ကြိုက်တယ်။တန်း900ကျော်ခေါင်းလောင်းတွေကိုနားဆင်ရတယ်လို့ပဲပေါ့။တခုထူးထူးခြားခြားရှိတာကကျွန်တော်ဆွဲပေးလိုက်တဲ့နှုတ်သီးစွန်မှာတရေကျိုးပြန်ထွက်စေးပေးလိုက်ဖို့လိုသွားတယ်။သူအဲ့ဒါကိုတိုးကလေးပေါ်ဘယ်တော့မှတတ်ပြီးလို့ရမှာမဟုတ်တော့ဘူး။ဒါမို့လို့သူ့ရဲ့ဂျိုးပေါ်မှာဘာတွေဘလို့ဖြစ်နေပြီဆိုတာသိချင်တာ။တိုးကလေးကပန်းပွင့်လေးကိုစားလိုက်ပြီလားမသိ။တခါတလေတော့လဲကျွန်တော်တွေးမိတယ်။မဟုတ်တော့ပါဘူးလို့လေ။မင်းသားလေးကပန်းကလေးကိုညတိုင်းဖန်ပေါင်းချောင်နဲ့အုပ်ထားပေးလိမ့်မယ်။ပြီးတော့တိုးကလေးပန်းပွင့်လေးကိုမစားအောင်လဲတောက်လျှောက်မျက်စိတောက်ထောက်ကြည့်နေလိမ့်မယ်။အဲ့လိုတွေးကြည့်တော့လဲကျွန်တော်ပျော်ရတာပေါ့ဂျယ်ရီအားလုံးကလည်းနူးနူးညံ့ညံ့နဲ့ရီးကြတယ်တချို့အချိန်တွေမှာကျွန်တော်တွေးမိတာကလူဆိုတာဟာအာယုံနှင့်တတ်တယ်တစ်ချက်ဆိုတစ်ချက်ပဲတညလောက်သူ့ပန်းကလေးကိုဖန်ပေါင်းချောင်နဲ့မအုပ်ထားဖြစ်ခဲ့ရင်တိုးကလေးကဘယ်သူမှတတိမထားမိတဲ့အချိန်ပန်းကလေးကိုစားမိလိုက်ရင်ဘယ်လိုလုပ်မလဲဒါဆိုရင်ခေါင်းလုံးတန်တွေကမစွတ်ပြတ်မဲလောမိုးဖွယ်ကောင်းနေလိမ့်မယ်ဒါတွေအားလုံးကညံမမီနိုင်တဲ့အရာပေါ့လေမင်းသားလေးကိုကျွန်တော်ချစ်တယ်လို့ချစ်တဲ့လူတွေအားလုံးနဲ့တည်ထားဖို့ကဒီစัจ java လာကြီးမှာဘယ်အရာကမှထပ်တူညီနေတာမရှိဘူးအရာရာအားလုံးကဖြစ်နိုင်ခြေရှိတယ်တိုးလေးကနင်းစီပန်းပွင့်လေးကိုစားလိုက်ပြီလားမစားလိုက်သေးဘူးလားဆိုတာကစလို့ပေါ့ကောင်းကင်ကိုမော့ကြည့်လိုက်ပါဦးပြီးတော့ခုတ်ကိုမေးကြည့်တိုးလေးကပန်းပွင့်လေးကိုစားလိုက်ပြီလား Yes or no အဲ့လိုတွေးကြည့်ပြီးရင်အရာရာဟာဘလောက်တောင်ကွဲပြားခြားနားကြလဲဆိုတာခမားသိလာလိမ့်မယ်လူကြီးတွေကတော့အဲ့ဒါကဘလောက်အရေးကြီးရဲဆိုတာဘယ်တော့မှသိနိုင်မှာမဟုတ်ပါဘူးဒီရှုခင်ကကျွန်တော်အတွက်တော့ကဘာပေါ်မှာအလားအပဆုံးနဲ့ဝမ်းနေဖို့ခေါင်းဆုံးနေရပဲဒီရှုခင်ကပြီးခဲ့တဲ့စာမျက်နှာကရှုခင်နဲ့အတူတူပဲဒါပေမဲ့ခမားကိုပြချင်လို့ကျွန်တော်ပြန်ဆွဲထားတာပေါ့ကဘာမြေကြီးရဲ့ဒီနေရာမှာမင်းသားလေးဆင်းသက်ခဲ့ပြီးတော့ဒီနေရာကနေပဲပြန်ထွက်ခွာသွားတယ်ဒီရှုခင်းကိုတေချာကြည့်ထားပါဒါမှရာတနေ့အာဖရိကတိုက်ထဲကကနယာကိုတွားဖြစ်ခဲ့ရင်ခမမမိလိမ့်မယ်ဒီနေရာကိုဖြတ်သွားခဲ့တယ်ဆိုရင်ခတ်တုတ်မသွားလိုက်ပါနဲ့လို့ကျွန်တော်မှာချင်တယ်ကျဲကလေးတွေထွက်လာတဲ့အထိခဏစောင့်ပြီးနေပါကဲပြီးရွှေရောင်စပင်နဲ့ကလေးလေးတယောက်ရင်နေပြီးခမားမေးတာတွေကိုတခုမှမဖြေဘူးဆိုရင်တော့သူဘဒူလဲဆိုတာခမားသိမှာပါအဲကြရင်တော့ကျေးဇူးပြုပြီးကျွန်တော်စီမင်းသားလေးပြန်ရောက်လာတဲ့အကြောင်းကိုစားပို့ပြီးနှစ်သိမ့်ပေးပါအောင်